AD180 တွင်ရောမဗိုလ်ချုပ်ကြီးတဦးဟာဂျာမန်လူမျိုးစုများကိုအောင်ပွဲရပြီးရောမတပ်မတော်ကိုဦးဆောင်ပြီးနောက်အိမ်ပြန်ရန်ရည်ရွယ်ထားပါတယ်။ဒါပေမဲ့သူ့ရဲ့ဘရင်ကဗိုလ်ချုပ်ကြီးကိုသူ၏သားဟာအုပ်ချုပ်ရန်မသင့်တော်ကြောင်းနှင့်ရောမသမ္မတနိုင်ငံကိုပြန်လည်ထူထောင်ရန်ဘရင်ခံအဖြစ်သူ့နေရာကိုဆက်ခံစေလိုကြောင်းပြောကြားခဲ့ပါတယ်။သူတို့ပြောနေတာကိုဘရင်ကြီးရဲ့သားကကြားသွားပြီးသူ့အဖေရဲ့ဆုံးဖြတ်ချက်ကြောင့်ဒေါသထွက်ကသူ့ဖခင်ကိုတိတ်တဆိတ်တက်ဖြစ်ခဲ့ပါတယ်။ဘရင်ရဲ့သားဟာသူ့ကိုယ်သူဧကရာဇ်အသစ်အဖြစ်ကြေညာပြီးဗိုလ်ချုပ်ကြီးထံမှတစ္ဆာဆောင်သိမှုကိုတောင်းဆိုခဲ့ပါတယ်။အဖြစ်မှန်ကိုရိပ်မိနေတဲ့ဗိုလ်ချုပ်ကြီးကတော့ငြင်းဆိုခဲ့ပါတယ်။အဲ့ဒီအခါမှာတော့ဗိုလ်ချုပ်ကြီးကိုဘရင်အသစ်ရဲ့လူယုံဦးဆောင်တဲ့ကင်းသမားများကဖမ်းဆီးခဲ့ပြီးသူနဲ့သူ့မိသားစုတေဆုံးရလိမ့်မည်ဟုပြောကြားခဲ့ပါတယ်။ဗိုလ်ချုပ်ကြီးဟာသူ့အားဖမ်းဆီးထားသူများကိုတိုက်ခိုက်ပြီးဒဏ်ရာများနဲ့သူ့အိမ်သို့ပြန်လာခဲ့ပါတယ်။အိမ်ကိုရောက်တဲ့အခါသူ့ဇနီးနဲ့တားငယ်2ယောက်လုံးကွပ်မျက်ခံလိုက်ရပြီးတာကိုတွေ့ရှိခဲ့ရပါတယ်။အရန်ဝမ်းထဲသွားတဲ့ဗိုလ်ချုပ်ကြီးဟာသူတို့2ယောက်ကိုမြုပ်နှံပြီးဒဏ်ရာများကြောင့်လဲကျတတိမိသွားပါတော့တယ်။ကျွန်ကုန်တီများကတွေ့ရှိကသူ့ကိုခေါ်သွားပြီးကျွန်ဖိုက်တာတွေကိုဂလက်တီရီတာလို့ခေါ်တဲ့ပြိုင်ပွဲတွေလုပ်ပေးတဲ့သူစီမှရောင်းစားခဲ့ပါတယ်။ဆုံးရှုံးစရာမရှိတော့တဲ့ဗိုလ်ချုပ်ကြီးဟာကျွန်ပြိုင်ပွဲတိုင်းကိုအားကုန်တိုက်ခိုက်ပြီးဆက်တိုက်အနိုင်ရခဲ့ပါတယ်။အားပေးတဲ့လူထုကြားမှာလည်းစပိန်ကြီးဆိုတဲ့နာမည်ပြောင်းတဲ့အတူလူကြိုက်များလာခဲ့ပါတယ်။သူဟာဂျူပါလို့ခေါ်တဲ့အခြားဖိုက်တာတဦးနဲ့လည်းမိတ်ဆွေတွေဖြစ်လာပါတယ်။တစ်ဖက်မှာတော့သူ့ရဲ့ရန်သူကဘရင်ဖြစ်လာပြီးနောက်ပိုင်းသူ့ဖခင်အားအောက်မေ့ဘွယ်ခန္ဓာနဲ့သူ့အားပြည်သူများကပုံမထောက်ခံလာစေရန်9 လနီးပါးကြာမဲ့ဂလက်တီရီတာပြိုင်ပွဲများကိုစီစဉ်နေပါတယ်။ပြိုင်ပွဲအကြောင်းကိုကြားတဲ့အခါကျွန်ဖိုက်တာဆရာဖြစ်သူကသူဟာလည်းအရင်ကဂလက်တီရီတာလို့ခေါ်တဲ့ကျွန်ဖိုက်တာတဦးပင်ဖြစ်ကြောင်းနဲ့လူထုရဲ့တောင်းဆိုမှုကကျွန်ဖြစ်မှပင်လွတ်မြောက်နိုင်ကြောင်းဗိုလ်ချုပ်ကြီးကိုပြောခဲ့ပါတယ်။ထို့နောက်ဗိုလ်ချုပ်ကြီးတို့ဟာရောမမြို့ရဲ့အကြီးဆုံးအားကစားကွင်းမှာတွားရောက်ရှင်ပြိုင်ကြပါတယ်။သူ့ကိုဘရင်ကချက်ချင်းမမှတ်မိအောင်ဗိုလ်ချုပ်ကြီးကခေါင်းဆုပ်ဆွတ်ထားခဲ့ပါတယ်။အသက်လူပြီးရှင်ပြိုင်ရပေမဲ့ကျွန်တွေဘက်ကနေအကောင်းဆုံးဦးဆောင်ပြီးရှင်ပြိုင်ခဲ့တဲ့ဗိုလ်ချုပ်ကြီးကိုလူထုကတခဲနဲ့အားပေးကြပါတယ်။ပြိုင်ပွဲပြီးတဲ့အခါဘရင်နဲ့သူ့ရဲ့တူလူစီရက်တို့ဟာဘသူမှမသိတဲ့ခေါင်းဆုပ်နဲ့လူကိုဂုဏ်ပြုဖို့သူတို့ရှေ့ကိုခေါ်လိုက်ပါတယ်။ခေါင်းဆုပ်ကိုချုပ်ဖို့အမိန့်ပေးလိုက်တဲ့အချိန်မှာတော့သူ့ကိုလက်စားချေဖို့ရောက်လာတဲ့ဗိုလ်ချုပ်ကြီးကိုမြင်လိုက်တဲ့အခါဘရင်အစ်စ်ဟာအယမ်းတုန်လှုပ်သွားပါတယ်။ချက်ချင်းကွပ်မျက်ဖို့လှုပ်လိုက်ပေမဲ့လူထုကမလုပ်ဖို့တောင်းဆိုနေလို့လူထုအားပေးမှုကိုလိုအပ်နေတဲ့ဘရင်ဟာကွပ်မျက်မှုကိုပယ်ဖျက်လိုက်ပါတယ်။အဲ့ဒီညမှာပဲဗိုလ်ချုပ်ကြီးစီကိုသူ့ရဲ့အရင်ချစ်သူဟောင်းနဲ့ဘရင်ရဲ့ညီမဖြစ်သူလူဆယ်လာရောက်လာပြီးကူညီပေးဖို့ပြောပေမဲ့ဗိုလ်ချုပ်ကြီးကတော့ညှင်းလိုက်ပါတယ်။ဘရင်ကနောက်နေ့မှာဗိုလ်ချုပ်ကြီးကိုပြိုင်ပွဲမှာလုံးဝမရှုံးဘူးသေးတဲ့ကြားများရဲ့ဆရာကော်ဆိုသူနဲ့ထပ်မံတိုက်ခိုက်ခိုင်းပါတယ်။သူကိုယ်တိုင်မကွပ်မျက်ရပဲပြိုင်ပွဲမှာရှုံးပြီးတည်သွားဖို့စီစဉ်ထားပေမဲ့ဗိုလ်ချုပ်ကြီးကအားလုံးကိုအနိုင်တိုက်နိုင်ခဲ့ပါတယ်။အဲ့ဒီနောက်ဘရင်ကရှုံးသွားသူကိုအသေးသက်ဖို့ပြောပေမဲ့ဗိုလ်ချုပ်ကြီးကတော့ညှင်းပယ်ခဲ့ပါတယ်။လူထုဟာတနာညတာမှုရှိတဲ့ဗိုလ်ချုပ်ကြီးကိုအရင်ကထက်တောင်ပိုအားပေးလာကြပြီးဘရင်ကိုဝိုင်းပြီးပြစ်တင်ပြောဆိုကြပါတယ်။ဘရင်ကကွင်းထဲထိဆင်းလာပြီးသူ့ရဲ့မိသားစုကိုကွပ်မျက်တဲ့အကြောင်းပြောကစိတ်ကိုဆွပေမဲ့လည်းဗိုလ်ချုပ်ကြီးကတော့အချိန်မကျသေး၍ငြိမ်မဲနေလိုက်ပါတယ်။အဲ့ဒီညမှာတော့ဘရင်ကသူ့ရဲ့လူယုံကိုခေါ်ပြီးဗိုလ်ချုပ်ကြီးကိုထောက်ခံကြတဲ့သူ့အဖေရဲ့လူယုံလွတ်တော်အမတ်တွေအားလုံးကိုစောင့်ကြည့်ထားဖို့နဲ့လိုအပ်ရင်တုတ်တင်ဖို့မှာထားလိုက်ပါတယ်။ဗိုလ်ချုပ်ကြီးဟာသူ့ရဲ့အရင်တပ်သားတွေကသူ့ပေါ်တစ္ဆာရှိနေစေဆိုတာသူ့လူတယောက်စီကနေသိလိုက်ရပါတယ်။အဲ့ဒီနောက်လူဆယ်လာနဲ့လှုပ်ဝက်တွေ့ဆုံပြီးဩဇာကြီးမားတဲ့အမတ်တယောက်ကိုဆွဲဆောင်ခဲ့တယ်။သူတို့ကဗိုလ်ချုပ်ကြီးကိုရောမကနေထွက်ပြေးနိုင်အောင်ကူညီဖို့သဘောတူခဲ့ကြပါတယ်။သူတို့အကြံစီကလက်ရှိဘရင်ကိုအင်အားသုံးဖြုတ်ချအထက်လွှတ်တော်ကိုအာဏာပြန်အပ်ပြီးဘရင်လူယုံအားလုံးကိုဖမ်းဆီးဖို့ဖြစ်ပါတယ်။ဒါပေမဲ့လူဆယ်လာရဲ့သားဟာသူ့အမေရဲ့အကြောင်းကိုမထင်မှတ်ပဲအရေးအမွေ့ပြောမိတဲ့အခါဘရင်ကတန်တရားဝင်လာခဲ့ပါတယ်။ဘရင်ကလူစီယက်စ်နဲ့သူ့အမေကိုချိန်ချောက်ပြီးအကြံစီအားလုံးကိုတီးသွားပါတယ်။အဲ့ဒီနောက်ဘရင်ကသူ့လူယုံတပ်တွေစုပြီးဗိုလ်ချုပ်ကြီးရှိတဲ့ဂလက်တီရီတာစခန်းကိုတိုက်ခိုက်ခိုင်းလိုက်ပါတယ်။အဲ့မှာရှိတဲ့လူအားလုံးကဗိုလ်ချုပ်ကြီးထွက်ပြေးနိုင်အောင်သူတို့ကိုသူတို့ဆွန့်လို့ရင်အချိန်ဆွဲပေးကြပါတယ်။ဘရင်ရဲ့လူတွေကအပြင်မှာစောင့်နေတဲ့ဗိုလ်ချုပ်ကြီးရဲ့လူကိုလည်းတုတ်တင်လိုက်တာကြောင့်ထွက်ပြေးလို့မရတော့ပဲပြန်ဖမ်းခံလိုက်ရပါတယ်။ဗိုလ်ချုပ်ကြီးကိုဒီတိုင်းကွပ်မျက်လိုက်ရင်လူထုထောက်ခံမှုကျသွားမှာစိုးတဲ့ဘရင်ဟာသူနဲ့တယောက်ချင်းကစားကွင်းမှာရှင်ပြိုင်တိုက်ခိုက်ဖို့စိန်ခေါ်ပါတယ်။ဒါပေမဲ့အကျဉ်းရုပ်တဲ့သူပြီးမရှင်ပြိုင်ခင်စကားပြောဟန်ဆောင်ပြီးဗိုလ်ချုပ်ကြီးကိုအသိယူလာတဲ့ဓာတ်နဲ့တစ်ချက်ထိုးလိုက်ပါတယ်။အဲ့ဒီနောက်ရှင်ပြိုင်ကြတဲ့အခါဒဏ်ရာနဲ့ရှင်ပြိုင်နေရတဲ့ဗိုလ်ချုပ်ကြီးကပဲအသာစီးရနေပါတယ်။ဒါကိုမကျေနပ်တဲ့ဘရင်ရဲ့လူယုံဟာစစ်သားများကိုဝင်ရောက်တိုက်ခိုက်ခိုင်းပေမဲ့တယောက်ချင်းပြိုင်ပွဲလည်းဖြစ်ဗိုလ်ချုပ်ကြီးကိုလည်းလေးစားကြတဲ့စစ်သားတွေကတော့တုတ်တုံမှမလုပ်ကြပါဘူး။နောက်ဆုံးမှာတော့ဗိုလ်ချုပ်ကြီးဟာဘရင်ရုပ်ရဲ့လေပင်ထဲကိုဓာတ်ထိုးထည့်လိုက်ပြီးမိမနဲ့သားအတွက်သွေးကြွေးဆက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ရရှိထားတဲ့ဒဏ်ရာတွေကြောင့်ဗိုလ်ချုပ်ကြီးဟာလည်းသူ့မိတ်ဆွေကျွန်ဖိုက်တာအားလုံးကိုလွတ်လပ်ခွင့်ပေးဖို့နဲ့လိုအပ်တာနှဲငယ်မှာပြီးကစားကွင်းထဲမှာပဲလဲကျတည်ဆုံးသွားပါတော့တယ်။တည်ဆုံးပြီးနောက်ဘဝမှာတော့သူ့ဇနီးနဲ့သားလေးကအပြုံးတွေနဲ့သူ့ကိုစီးကြိုနေတာကိုမြင်နေရပါတယ်။လူအားလုံးကသူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ဝိုင်းမသွားကြပြီးရောမရဲ့သူရဲကောင်းဖြစ်မြုပ်နှံလိုက်ကြပါတယ်။အဲ့ဒီညမှာပဲသူ့မိတ်ဆွေဂျူပါကသူဆုံးသွားတဲ့နေရာကိုရောက်လာပြီးအထိမ်းအမှတ်ပစ္စည်းလေးကိုမြုပ်နှံကဆူတောင်းပေးရင်းဇလန်းလေးလည်းအဆုံးသတ်သွားပါတော့တယ်။